အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ဆယ်လီရွာ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ကျမတို့ရဲ့ channel လေးဟာဆိုရင်ဆယ်လီတို့ရဲ့သတင်းများအမှုပညာရှင်တို့ရဲ့အတွင်းရေးသတင်းများကိုတင်ဆက်ပေးနေတဲ့ channel လေးဖြစ်ပါတယ်ရှင်ကျမတို့ရဲ့ channel လေးကို subscribe မနှိပ်သေးရဘူးဆိုရင် subscribe လေးနှိပ်ပြီးအားပေးခဲ့ကြပါနော်ဘေးနားကခေါင်းလောင်းလေးကိုလည်းတီးပေးကြပါရှင်အားလုံးပဲမင်္ဂလာပါရှင်ခုပြပြပေးမယ့်အကြောင်းလေးကတော့ရင်ပူကြကောင်းလွန်လာတဲ့သူမရဲ့ဆက်စီကြကြအလားတရားတွေကိုဗီဒီယိုဖိုင်နဲ့တကွဖော်ပြလိုက်တဲ့တန်စင်မောင်ရဲ့အကြောင်းပဲဖြစ်ပါတယ်ပရိသတ်ကြီးတို့ရဲ့တန်စင်မောင်ဆိုတာနဲ့ပရိသတ်တွေချစ်နေရတဲ့နိုင်ငံကျော်တစ်ယောက်ပါပရိသတ်ချစ်တော်ဘေဘီမောင်ရဲ့ညီမလေးလည်းဖြစ်ပါတယ်ညီမနှစ်ယောက်ကလည်းအမြဲရှိရှိခေခေနဲ့ပျော်ရွှင်စရာကောင်းနေတာပါနော်တန်စင်မောင်ဟာမော်တဲ့အလုပ်တွေကိုလည်းလုပ်နေတာတွေ့ရပါတယ်။ကြောင်ညာပုံလေးတွေကိုဗီဒီယိုလေးတွေကိုလည်းရိုက်ကူးနေရပါတယ်။သူမရဲ့ပုံရဲ့အလှတွေကလည်းပရိသတ်တွေကိုညှို့အားပြည့်ပြည့်နဲ့ဆက်ဆံမှုရှိနေတာပဲဖြစ်ပါတယ်။ငရဲလှပပြီးအမိုက်စားခန္ဓာကိုယ်ရဲ့အလှတွေကိုလည်းပိုင်ဆိုင်ထားသူလေးဖြစ်ပါတယ်။အခုမှလည်းသူမရဲ့အမိုက်စားအလှတွေပေါ်နေနေတဲ့ဆက်စီကြကြဗီဒီယိုလေးကိုတင်ထားတာတွေ့ရှိရပါတယ်။ဘယ်လိုတော့ညှို့အားပြည့်နေလဲဆိုတာကတော့အပေါ်ကဗီဒီယိုလေးကိုကြည့်ပြီးချစ်ပြီးခဲ့ကြပါဦးနော်။